မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ပါစေယနေ့မတ်လ26ရက်နေ့မှာနားဆင်ခွန်ယူရမယ့်နှုတ်ကပတ်တော်မြတ်ရဲ့ခေါင်းစဉ်ကတော့သာသနာပြုအရာ၌အချုပ်ဖြစ်သူဖြစ်ပါတယ်ရှေ့စွာဆုတောင်းဆက်ကပ်ရအောင်ယေရှုရှင်ဖာအင်မနက်ခင်တို့ထောက်ခွင့်ပေးတဲ့အတွက်ယေရှုတင်တယ်နှုတ်ကပတ်သတင်းစကားအားဖြင့်လည်းနားဆင်တော်သူရောက်စင်တိုင်းသည်ဝိညာဉ်ခွန်အားဆောက်တည်စရာဖြစ်ဖို့ရန်ကိုရှင်ကိုညီမစား၍ကောင်းချီးပေးသနာတော်မူပါတနေ့တာလုံးအလိုအတိုင်းသက်ရှင်နိုင်ဖို့မဆပေးသနာတော်မူပါသခင်ရှုနာမကိုမြည်ပြုရတောင်းလျှောက်ပါ၏ဖာအာမင်နှလုံးသွင်းရမယ့်နှုတ်ကပတ်တော်မြတ်ကတော့လုကာခန်းကြီး19ခန်းငယ်30မှာတွေ့နိုင်တယ်လူသားသည်ပျောက်ဆုံးသောသူကိုရှာဖွေကယ်တင်ရန်ကြွလာတော်မူသည်ကျွန်ုပ်တို့ရဲ့စာသင်ကျောင်းနဲ့ဆက်သွယ်ခြင်းရှိတဲ့ယူသားတဲ့ခရိယန်တိုင်းတွေခရစ်တော်ရဲ့အမှုတော်မှာသစ္စာရှိစွာပါဝင်ကြရန်ဆုံးဖြတ်ချက်ချစေလိုပါတယ်။ကျောင်းသူကျောင်းသားတွေကိုသစ္စာထားတတ်တဲ့စိတ်ဖြူစင်တတ်တဲ့တန့်ရှင်းတဲ့အသက်တာဖြင့်အသက်ရှင်နိုင်ရန်ကူညီပေးကြရမယ်။ဖျားရှင်ကိုချစ်တဲ့သူတိုင်းအတွက်ခရစ်တော်ကိုလက်မခံတဲ့သူတွေကိုရှာဖွေကယ်တင်ရန်တာဝန်ရှိပါတယ်။နေ့စဉ်နေ့တိုင်းညီသက်စွာဖြင့်ဒူးထောက်ဆွတောင်းတက်ပြီးတော့ခရစ်တော်နဲ့အတူလှုပ်ဆောင်တက်ရမယ်။ခရစ်တော်ဟာသာသနာပြုခြင်းမှာအချုပ်ဖြစ်ပါတယ်။လူတိုင်းယောက်ျားမိန်းမလူငယ်လူရွယ်တို့အနေဖြင့်ဇာရေရာမြင့်မာရန်နဲ့ဖျားထက်မွေ့လျော်ရန်ဖြူစင်တဲ့စိတ်တန့်ရှင်းတဲ့သဘောဖျားရှင်ရဲ့ဘုန်းတော်ကိုမျက်ခြေမပြတ်အသက်ရှင်နေထိုင်ရန်လိုပါတယ်ခရစ်တော်ရဲ့မြတ်တာတော်ဟာကိုရိုနဲ့တူကယ်တင်ခြင်းလမ်းကိုရှောက်လန်းနိုင်ခွင့်ကိုရစေပါတယ်ကျွန်ုပ်တို့ကျောင်းသူကျောင်းသားတွေဟာဖျားရှင်ရဲ့အလိုတော်ကိုလိုက်လျှောက်နိုင်ရန်သင်ယူကြတဲ့အခါလှုပ်ဆောင်ရမည့်အရာတွေကိုကောင်းစွာရှာဖွေတွေ့ရှိနိုင်လိမ့်မယ်ကျောင်းသူကျောင်းသားတွေဟာတခြားသူတွေရဲ့ဇာတိရအကြောင်းကိုသိမြင်တတ်ရင်ထို့သောဖြစ်ရခြင်းအတွက်ကျေးဇူးတင်ကြရမယ်။အကြောင်းကတော့မိမိကိုယ်ကိုထိုအရာများမှဆောက်ရှောက်နိုင်ပါလိမ့်မယ်။သင်ကိုယ်တိုင်လူအချို့ကိုတွေ့ဘူးမြင်ဘူးလိမ့်မယ်။ခရစ်တော်ရဲ့နှိမ့်ချခြင်းသဘောနဲ့အခြေခံခြင်းသဘောကိုစိတ်ဝင်စားခြင်းမရှိသူများဖြစ်ကြတယ်။သို့တော်ကြွားဝါခြင်းကြတယ်။အနစ်မရှိတဲ့လောကရဲ့ကြောကြားမှုကိုအထူးနှစ်သက်ကြတယ်။ဒီလိုမျိုးယောဂဆိုးကြီးကိုကုစားနိုင်တဲ့သူကယေရှုရှင်တစ်ပါးပဲဖြစ်တယ်။ကိုရောရဲ့ဇာတိရတော်အကြောင်းကိုသင်ယူသူနှင့်အမျှအရာမရောက်အတိတ်ပဲမရှိတဲ့ကိစ္စတိုင်းကိုစွန့်ပစ်နိုင်လိမ့်မှာဖြစ်ပါတယ်။ခရစ်တော်ရဲ့ဇာတိရတော်မှာတီးခန့်ခြင်းစိတ်ရှည်ခြင်းကောင်းမြတ်ခြင်းဂရုဏာတော်ကြွယ်ဝခြင်းနဲ့အတူမရှိတဲ့မေတ္တာတော်တို့ဖြစ်ပါတယ်။ဒီလိုဇာတိရတော်မျိုးကိုမျှော်ကြည့်ခြင်းဖြင့်မိမိတို့မှာရှိတဲ့အသေးအမွှားဂုဏ်ကလေးကိုပြစ်ပယ်ထားနိုင်လိမ့်မယ်။သူတို့ဟာအကျိုးမရှိတဲ့သူတွေနဲ့ငါတို့မထိုင်တန်ဖိုးမဲ့တဲ့သူတွေနဲ့ငါတို့ခရီးတူမသွားနိုင်ဟုဆိုလာလိမ့်မယ်။ပညာရှိတဲ့သူနဲ့ပေါင်းရင်ပညာရှိမယ်။မိုက်တဲ့သူနဲ့ပေါင်းရင်ပျက်စီးခြင်းကိုရောက်လိမ့်မယ်လို့ဆိုလာလိမ့်မယ်။ယနေ့ဆင်ခြင်ရမှာကတော့သခင်ရဲ့ဘုန်းတော်ကိုထောက်ရမယ်ဆိုတဲ့စကားဟာကျွန်ုပ်အတွက်ဘယ်လိုအဓိပ္ပာယ်ရှိတယ်လဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။နှုတ်ဘတ်တော်များကတော့ဒီလောက်ပဲဖြစ်ပါတယ်။နားဆင်သူရောက်စီတိုင်းပေါ်ဖျက်ရှင်ကောင်းကြီးပေးပါစေ။